အားလုံးပဲမင်္ဂလာပါခန်းထဲမှာရည်ရည်ကြတာဘယ်လိုလုပ်ရမလဲဘာကြောင့်ကြတာလဲဆိုတဲ့လူတွေအတွက်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုလုပ်ပြတာပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုကြည့်လိုက်ပါအောင်ဗျအဲကွန်းတွေအခန်းထဲကိုရေပြန်ကြရတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့အတွေ့အများဆုံးကတော့နံပါတ်1အနေနဲ့ပေါ့နော်အဓိကကတော့ကြီးဆိုတာခုလိုရေခံပန်းတွေထဲမှာအိမ်မြောင်ကြီးတွေသုံးများလို့ဖုံမုံတွေဓာတ်တွေတက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ရေကအပြင်ကိုကောင်းကောင်းမထွက်နိုင်တာမျိုးတွေဖြစ်တယ်ပေါ့နော်အပြင်ကိုကောင်းကောင်းမထွက်နိုင်တဲ့အခါမှာအပြင်ကိုလည်းရေတွေတစ်စက်တော့ကျတယ်ဒါပေမဲ့ကျန်တဲ့ရေ60ရာခိုင်နှုန်း80ရာခိုင်နှုန်းလောက်ကတော့အခန်းထဲမှာပြန်ကျနေတာမျိုးတွေရှိတယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တို့ကရေတွေကျလာတဲ့အတွက်အဲကောင်ကလည်းမသုံးမဖြစ်သုံးရတယ်ရေတွေကလည်းကျလာတယ်ဒီခါမျိုးမှာအခန်းထဲမှာကျွန်တော်တို့ပုံနေနဲ့ခံရတာမျိုးနော်ဝတ်စုပ်တွေနဲ့တုပ်ရတာမျိုးနောက်တော့အိယာတွေရွှဲတာမျိုးတွေဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ရေးကြပြီဆိုရင်အကောင်းဆုံးနည်းကတော့ကျွန်တော်အဲကွန်းကိုရေးဆေးစာပစင်လုပ်လိုက်တာပဲပေါ့နော်စာပစင်လုပ်တယ်ဆိုတဲ့အခါမှာလည်းကျွန်တော်တို့ကအိတ်ဆွပြီးထိုးတာမျိုးကရေခံပန်းထဲမှာရှိတဲ့ကြီးတွေကိုကျွန်တော်ဒါအကုန်စင်မပြောင်းစေနိုင်ဘူးပေါ့နော်အဲ့ခါမှာကျွန်တော်တို့ကအဲကွန်းကိုတသားစီဖြုတ်စီတာကတော့အကောင်းဆုံးပေါ့နော်တသားစီဖြုတ်စီဆိုတဲ့အခါမှာလည်းဒီကျွန်တော်တို့ရေပိုက်လေးတွေကိုတခါလေးခြံခဲ့တာမျိုးတွေရှိတယ်ပေါ့နော်ဒီခါမှာရေပိုက်ထဲမှာကြီးတိဆိုပြီးမှရေပြန်ကြမျိုးဖြစ်တတ်တယ်အဲ့ဒီခါမှာကျွန်တော်တို့ကရေခံမနဲ့ဆက်ထားတဲ့ပိုက်လေးကိုလည်းကျွန်တော်တို့အခုလိုမျိုးရေထိုးခန်းနဲ့ထိုးပြီးမှသိလိုက်ရင်တော့အကောင်းဆုံးပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ကရေကြတဲ့ပြဿနာကိုဒါဒီကြပေါက်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုတို့ကအဲကောင်ကလည်းမသုံးလို့မဖြစ်ဘူးကွာစားပစ်သမားကလည်းလက်တလုံးမလာနိုင်သေးဘူးလို့ပြောတယ်ဒါဆိုကိုတို့ဘယ်လိုဖြေရှင်းလို့ရမလဲပေါ့နော်ဒီမေးခွန်းတွေအတွက်ကျွန်တော်ဖြေပေးချင်တာကတော့ကျွန်တော်တို့ကဒီစားပစ်သမားမလာသေးဘူးရေးကြတာကလည်းဒီကြီးချောင်းမှုပဲဖြစ်တယ်ဆိုရင်ဒါကျွန်တော်တို့ကနည်းအမှန်တိုင်းပြောနေတာယွန်စရာတော့ကောင်းတယ်ပေါ့နော်အထဲမှာအိမ်မြောင်ကြီးတွေဂျယ်လီတို့အဖက်တွေဖုံမှုတွေပိတ်နေရမျိုးတွေရှိတယ်အဲ့လိုပိတ်နေရမျိုးတွေကကျွန်တော်တို့စားပစ်သမားတွေကတော့ကျွန်တော်တို့ကတော့ customer ကိုစားပစ်ပေးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့မယုံနိုင်ဘူးပေါ့နော်အမြန်ဆုံးနည်းလေးကတော့လည်းကျွန်တော်တို့ဒါပိုက်ကိုစုပ်ချလိုက်တာပေါ့ဒါနဲ့ပဲစုပ်ချလိုက်တယ်ဒါပေမဲ့ရေးတော့ပါတဲ့မဝင်အောင်စုပ်ပေါ့နော်စုပ်ချလိုက်တယ်ဒါဆိုတော့ဒါကျွန်တော်တို့ကအဲ့ကြီးချောင်းမှုဖြစ်တယ်ဆိုရင်များသောအားဖြင့်ဒါကျွန်တော်တို့တစ်ပတ်နှစ်ပတ်တစ်လလောက်ကတော့ကျွန်တော်တို့ဒါကောင်းကောင်းသုံးနိုင်သွားတဲ့အနေအထားရှိတယ်ပေါ့နော်တချို့တလေကတော့ကျွန်တော်တို့ရေစုပ်တဲ့ကရိယာလေးရှိတယ်ဗျကျွန်တော်တို့မှာတော့ရေစုပ်တဲ့ကရိယာလေးမရှိတော့ကျွန်တော်တို့ဒါမပြနိုင်ဘူးပေါ့နော်ဟုတ်ကဲ့ပါဒီတိုင်းလည်းဖြည့်ရှင်းလို့ရပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါကိုယ်တိုင်ဖြည့်ရှင်းလို့မရဘဲနဲ့ cast ဒီစားပစ်သမားလာမှကိုဖြည့်ရှင်းလို့ရမယ်ပြဿနာရှိပါတယ်ဗျဒါကတော့အဲကွန်းကဒီ gas နဲလို့ပဲဖြစ်ဖြစ် gas trap လို့ပဲဖြစ်ဖြစ်ရေတွေခဲပြီးရေပြန်ကြတဲ့ပြဿနာပေါ့နော်ဒီပြဿနာဆိုရင်တော့ဒါကျွန်တော်တို့ကခုလိုရေပိုင်းစုပ်ချရတာဒီ GCI နဲ့လည်းမပြီးဘူးဗျဒါတွေကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင်ဂက်ကိုဒါဂက်ပေါက်ရှာပေါ့နော်ဂက်ပေါက်ရှာပြီးဂက်ဘာကြောင့်ထွက်တယ်လဲဆိုတာရှာပြီးရင်ဂက်ကိုပြန်ဖြည့်ရင်မှဒါတော့ကျွန်တော်တို့ရေချတာပျောက်လိုက်မယ်ဒီလိုမှမဟုတ်ဘူးကျွန်တော်တို့ကဂက်ပေါက်မရှာဘဲနဲ့ဂက်ကြီးပဲထိုးသွားမယ်ဆိုရင်တော့ဒါရေကတော့ခဏလေးဒါဂက်ပြန်ကုန်ရင်ရေပြန်ကြမှာပဲပေါ့နော်ဟုတ်ကဲ့ပါဒါလေးကိုတစ်ချက်ဒါသတိထားဖို့ကျွန်တော်ပြောပြဒီလောက်ဆိုရင်ကျွန်တော်တို့ရေကြနဲ့ပတ်သက်ပြီးတော်တော်လေးသိသွားလိမ့်မယ်လို့ယူဆပါတယ်ရေကြနဲ့ပတ်သက်ပြီးဒါဖြည့်ရှင်းလို့မရတာမျိုးမရှင်းလင်းတာမျိုးဖြစ်ရှိရင်လည်းဒါကျွန်တော်တို့ဒီ comment ထဲမှာမေးခဲ့လို့ရပါတယ် CV မှာလည်းမေးခဲ့လို့ရတယ်ပေါ့နော်ဟုတ်အမှားပါသွားရင်အားလုံးကိုကျွန်တော်ဒီနေရာကနေပဲတောင်းပန်နေပေါ့နော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ